လက်မုံကကြမှာပေါ့နော်အခုကပါပွဲလေးဆိုတော့ဒီနေ့အမှန်နံပါတ်3ရက်သားပေါ့သူလေးရှိပြတာအခုကတရှင်းဆိုပြီးတော့လက်မုံကကြမယ်